အမေကိုချစ်တာကြတော့တဘာဝစိတ်ပြသူအမေကိုလူတိုင်းချစ်တယ်နော်တဘာဝစိတ်ကချစ်တာအဖေကြတော့တဘာဝစိတ်မဟုတ်ဘူးအဖေကြတော့ချစ်တာပညာတတ်မှချစ်တာဗျအဖေကိုချစ်တတ်တာပညာနော်ပညာတတ်တယ်ဆိုတာဟိုလိုဘွဲတွေဒီဂရီပြောတာမဟုတ်ဘူးအဖေကိုမြင်အောင်ကြည့်တတ်တာလဲပညာတခါတည်းအဖေကိုအရက်ပလင်းကွယ်တဲ့အတွက်မမြင်ဘူးဗျတခါလေမမြင်ဘူးအဖေကိုအဖေလှုပ်တဲ့အလောက်ကန်ကြီးကွယ်တဲ့အတွက်အဖေကိုကျွန်တော်တို့နေတိုင်းတွေ့ပြီးမမြင်ဘူးအဖေအချစ်ကိုအဖေကိုချစ်တယ်ဆိုတာတော်တော်ကိုအသိဉာဏ်ကြီးမှအဖေကိုချစ်တာဥပမာကျွန်တော်တို့မိဘတွေသားသမီးကိုချစ်လားတဘာဝစိတ်ဗျတဘာဝခင်ဗျားတို့အဲ့လိုချစ်တယ်လို့ခွေးလေးတွေကလည်းမွေးလာတဲ့သားလေးတွေမချစ်ဘူးလားကြောင်လေးတွေလည်းချစ်တာဒါတဘာဝသိမဆန်းဘူးသို့တော့ကို့အဖေအမေကိုအသက်ကြီးတဲ့အထိကာယကံမြောက်ချစ်တယ်ဆိုတာတဘာဝစိတ်မဟုတ်ဘူးအဲ့ဒါအတတ်ပညာဗျအဲ့ဒါသင်ယူရတယ်စာဖတ်ရတယ်လေ့ကျင့်ပေးရတယ်အတူယူရတယ်